ချောမောလှပတဲ့အမျိုးသမီး CEO တူဟာလူသက်သမားတစုရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရပါတယ်။အရေးကြီးတဲ့အချိန်မှာပဲအမျိုးသားတူဟာအချိန်ကိုက်ရောက်ရှိလာခဲ့ပါတယ်။သူဟာလူမိုက်တရကိုအားပါတဲ့ကန်ချက်တစ်ခုနဲ့လွင့်ထွက်သွားအောင်ကန်ထုတ်လိုက်ပြီးလျင်ပြန်တဲ့လှရှားမှုတွေနဲ့ကြံတဲ့လူသက်သမားတွေကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။လူမိုက်တွေကဓားရှည်တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပေမဲ့သူကတော့ငါးတကောင်လိုလျင်ပြန်စွာလှစ်ပတ်ရှောင်ကွင်းပြီးတစ်ချက်ချင်းစီလက်သီးနဲ့ထိုးကအားလုံးကိုအလဲသိလိုက်ပါတယ်။ဂိုင်းစတာခေါင်းဆောင်ကတနက်ထုတ်ပစ်ခတ်တဲ့အခါမှာတော့သူဟာအနီးနားကတစ်တီလီတာနှစ်ချောင်းကိုအသုံးပြုပြီးကြီးစံတွေကိုအကာအကွယ်တစ်ခုလိုခုကန်ပစ်လိုက်ပါတယ်။ခေါင်းဆောင်ဖြစ်သူစီကိုလျင်ပြန်စွာရောက်ရှိသွားပြီးလျှက်စီးလက်တလုံးမြန်ဆန်တဲ့ဓားကွယ်တွေနဲ့သူ့ကိုအညံခံခိုင်းလိုက်ပါတယ်။သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အမျိုးသမီးကပျောက်ကွယ်သွားခဲ့ပါလိ။မြေပြင်ပေါ်မှာတော့နားကတစ်ဖက်သာကြံရစ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ထိုအမျိုးသားဟာအမျိုးသမီးရဲ့လုပ်ငန်းခွင်စီကိုရောက်သွားခဲ့ပါတယ်။တက်လီကားတဲ့ကိုသူဝင်လိုက်တဲ့အချိန်မှာပဲလူမိုက်ပောင်စာလုံခြုံရေးဝန်ထမ်းတစုကအတင်းတိုးဝင်လာပြီးသူ့ကိုရန်ဆက်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလုံခြုံရေးအားလုံးဟာမြေပြင်ပေါ်မှာမြစ်လဲကုန်มาတော့တယ်။တက်လီကတကားပွင့်သွားတဲ့အချိန်မှာတော့အပင်မှာစောင့်နေတဲ့ CEO အမျိုးသမီးဟာအံ့ဩတုန်လှုပ်သွားခဲ့ပါတယ်။လုံခြုံရေးရဲ့အခြေအနေကိုကြည့်ပြီးဒီအမျိုးသားဟာတာမန်လူကြောက်မဟုတ်ဘူးဆိုတာသူမသိသွားခဲ့ကချက်ချင်းပဲကိုရန်တို့အဖေခန့်အပ်လိုက်ပါတော့တယ်။အဲ့ဒီနေ့မှာပဲသူမဟာလူသက်သမားတွေရဲ့နောက်ယောင်ခံလိုက်ခြင်းကိုခံနေရမှန်းသတိထားမိလိုက်ပြီးသူအမျိုးသားစီကိုဖုံးဆက်အကူအညီတောင်းခဲ့ပါတယ်။သူဟာလုံခြုံရေးကင်မရာတွေကိုကြည့်ပြီးသူမရှိရဲ့နေရာကိုချက်ချင်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူဟာတန်ရှင်းရေးဝန်ထမ်းအဖြစ်အသွင်ယူပြီးလူသက်သမားတွေဘေးကနေဖြတ်ကျော်ကအမျိုးသမီးကိုဘေးကင်းရာစီပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့အခြားလူသက်သမားတွေကသူမကိုချက်မှန်တွေ့ရှိသွားပြီးအနီးနားမှာပုံအောင်နေတဲ့စနိုက်ပါသမားစီကိုသတင်းပို့လိုက်ပါတယ်။စနိုက်ပါသမားကမောင်းခလုကိုညှိလိုက်တဲ့အချိန်မှာပဲသူဟာအချိန်မီရောက်လာခဲ့ပြီးဘေးအန္တရာယ်ကနေတိတိလေးကာကွယ်ပေးလိုက်ပါတယ်။စနိုက်ပါသမားအံ့ဩနေတော့မှာပဲသူဟာမြင်တွေကိုအားနဲ့ကန်ပြီးရထားလိုင်းရဲ့လေယန်းပေါ်ကနေတစ်ဖက်ကိုခွန်ကြောကစနိုက်ပါသမားစီကိုလှိမ့်မြန်စွာဥတီသွားပါတော့တယ်။စနိုက်ပါသမားတုံပြန်မှုအချိန်မရခင်မှာပဲသူဟာသူ့ရဲ့လက်နက်ကိုထုတ်လိုက်ပါပြီ